အရဲကိုမစားလို့ကောင်းတဲ့ထိုင်းငပိထောက်ထောင်းနေဒီနေ့ကကြတော့လာပြီးတော့လောက်ပြပေးမှာဖြစ်ပါတယ်ဒီတစ်ခါကကြတော့ငရုတ်ဒီဇိုင်းနဲ့ထောင်းမှာနော်ငရုတ်ဒီဇိုင်းကကြတော့အယူဆုံးကြက်အောင်ပြောင်းလိုက်ပါတယ်ဒီပလာထုငါးနဲ့လည်းထက်မှာဆိုတော့အယူဆုံးမွေးအောင်အยีကြော်လိုက်ပါတယ်ကြက်ပြီးဆိုရင်တော့ကြည်ညက်အောင်ထောက်လိုက်ပါတယ်ပြီးရချရီကကြတော့ခရက်ကစော့ဒီကိုအစိမ့်ပဲထည့်လိုက်ပါတယ်နော်ပြုတ်ပြီးထည့်လို့လည်းရပါတယ်ဒါမဲ့ချရီကကြတော့အစိမ့်ပဲထည့်ပြီးတော့ထောက်ပါတယ်နော်ငါရဲ့အယိုးတွေကိုဖယ်ထုတ်ပြီးတော့ထည့်ပြီးတော့ထောက်ပါမယ်ပြီးရတော့ငပိထည့်ပါတယ်နော်ငပိကကြတော့အယူဆုံးကေပြီးမှထည့်ပါတယ်ကေမယ်ဆိုရင်တော့နည်းနည်းတော့မွေးတာပေါ့နော်ချရီကငပိကိုလေးနည်းနည်းလေးပဲထည့်လိုက်တာအဆက်ကြိုက်တယ်ဆိုတော့လေအရသာကကြတော့ကိုကြိုက်တယ်လို့ထည့်လို့ရတယ်နော်စားတို့အချုံမောက်တို့ပေါ့နော်ပြီးရတော့ချရီကတက်ပြရင်ညစ်ထည့်လိုက်ပါတယ်ချရီကကြတော့ဒီလိုမျိုးပဲလှုပ်စားတာများတယ်တကယ်လို့ကိုကလေရေထည့်လိုက်ပြီးတော့အရသာထည့်လိုက်မယ်ဆိုရင်ငပိဖြော်လိုမျိုးဖြစ်သွားမှာအဲ့လိုမျိုးလဲလှုပ်လို့ရပါတယ်နော်ဒီနေ့လဲချရီကတေပေါ်ပွေထည့်ပြီးတော့တုတ်စားမှာပေါ့နော်မနေ့ကစားလို့အရဲကောက်လို့ဒီနေ့ထည့်ပြီးတော့တုတ်စားပါတယ်မဆန်ကလည်းသူကတခါမှမစားဘူးသေးဘူးဆိုလို့ထည့်ပြီးတော့တုတ်ဖြစ်ပါတယ်တေပေါ်ပွေကိုဒီလိုမျိုးတုတ်စားကြဘူးပြီလားတကယ်လို့မလုပ်ဘူးမလုပ်စားဘူးရသေးဘူးဆိုရင်လှုပ်စားကြည့်နော်အရဲစားလို့ကောင်းတယ်မလဲတာဆိုလဲတာဘယ်နဲ့စားမှာလဲဘယ်လိုစားမှာလဲနေဝါ那把这怎么办？那不，那这边这里，这这里，好的。大概哪里个？这个啊，马卡罗比亚，那啥？那啥不肉，这几点？没啥的啦。这几点？你现在到了？那这毛在哪里？毛你妈，还有说没啥事，你必掏，你必做，然后你必呢，不是你三万差啥了？做咩做呀？我講乜曬？一過嚟咯。邊個買曬？你嗰時一條。你呢？這邊。新嘅。屈啦，要講你。sorry，我都會都緊。啱啱你啲陰埋啲咩？反正睇嘢都睇人。聽唔到啦？聽唔到啦？Gue udah benerin lah ya. Ini mana tahu? Kamu tuh ah? Kamu yang ngapain? Nanya, apa yang mana? Kamu siapa? Nah, udah buka lekang. Kenapa tadi? Kenapa kau? Tidak. Oh,